အားလုံးပဲမင်္ဂလာပါ Forest Coach and Trainer ဆိုင်းမိုင်ဖြစ်ပါတယ်ဒီနေ့မှာကျွန်မရဲ့အကြောင်းလေးကိုအနေငယ်မျှဝေပေးခြင်းလို့ဒီဗီဒီယိုလေးကိုပြုလုပ်လိုက်ရခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်မအနေနဲ့ဒီ Forest Market ထဲကိုဘယ်လိုရောက်လာခဲ့လဲနော် Forest Market ထဲကိုဘယ်လိုဝင်ရောက်လာဖြစ်ခဲ့တာလဲဆိုတဲ့အကြောင်းရဲ့လက်ရှိမှာကိုကျွန်မဘာတွေလုပ်နေလဲဆိုတဲ့အကြောင်းရဲ့မျှဝေပေးခြင်းပါတယ်အဲ့တော့ပထမအဦးဆုံးအနေနဲ့ကျွန်မ Forest Market ကိုလွန်ခဲ့တဲ့2019ခုနှစ်မှာကုမ္ပဏီတစ်ခုကနေပြီးတော့ advisor ပေါ့နော်ကျွန်မတို့ရှောက်ပြီးတော့ပေါ့နော်ဒီကုမ္ပဏီမှာကျွန်တော်တို့ advisor အနေနဲ့လောက်ကင်ခဲ့ရတယ်အဲ့ဒီချိန်ကနေစပြီးတော့ကျွန်တော် Forest Market ထဲကိုဝင်ရောက်လာခဲ့တာဖြစ်ပါတယ်2019ခုနှစ်ကနေဆိုရင်ကျွန်မအနေနဲ့ဒါတက်တန်းတစ်ခုကြာပေါ့နော်ဒီ market ထဲမှာရှိနေပြီလို့ကျွန်မအနေနဲ့ပြောလို့ရတယ်ဆိုတော့ကျွန်မအဲ့ဒီကလေးကနေ forest market ထဲကိုရောက်လာတယ်အတိကတော့ကျွန်တော်တို့ဘာလုပ်ပေးရလဲဆိုရင်အခုမှဈေးကွက်ထဲကိုအယောင်းဝယ်ဝင်လုံးမဲ့ customer တွေကိုအယောင်းဝယ်လုပ်တဲ့အခါအဆင်ပြေအောင်လိုအပ်တဲ့အကြံပြုတဲ့ဝန်ဆောင်မှုတွေပေးလို့ရအောင်ကျွန်တော်တို့consult တဲ့နေရာပေါ့နော် advisor အကြံပေးနေနဲ့ကျွန်တော်တို့လောက်ကင်ခဲ့ရတာဖြစ်ပါတယ်ဆိုတော့အခုရောကျွန်မဘာတွေလုပ်နေလဲလက်ရှိကျွန်မအနေနဲ့ကတော့trainer ပေါ့နော် trainer တူဖြစ်တဲ့အလျောက်ကျွန်မလက်ရှိမှာဒီဈေးကွက်ကိုစိတ်ဝင်စားလို့လေ့လာခြင်းနဲ့တင်တန်းပေါ့နော်တက်ပြီးတော့လေ့လာခြင်းတဲ့သူတွေအနေနဲ့ကျွန်မတင်တန်းတွေဖွင့်လှစ်ထားပေးပါတယ်အဲ့တော့တင်တန်းအနေနဲ့တော့ကျွန်မ1 by 1ပေါ့နော်1 by 1 class အနေနဲ့တင်ပေးတာရှိတယ် group class အနေနဲ့တင်ပေးတာရှိတယ်ပြီးရင် video online class အနေနဲ့တင်ပေးတာလည်းရှိပါတယ်အဲ့တော့နောက်တစ်ခုအနေနဲ့တော့ဆရာမတို့မှာဆရာမတို့ trading account တွေကိုဖွင့်ပေးလားလို့ကျွန်မတို့ကိုမေးနေရှိပါတယ်ဆိုတော့ကျွန်မ market ထဲကိုစဝင်လာကြတဲ့ကကျွန်မအသုံးပြုနေတဲ့ကျွန်မတို့ကိုယ်တိုင်ချိတ်ဆက်ပေါ့နော်ဒါရိုက်ချိတ်ဆက်ပြီးတော့အသုံးပြုနေတဲ့ server ရှိပါတယ်အဲ့တော့ trading account ဖွင့်နေဆိုတဲ့အပိုင်းမှာလည်းဆိုတော့ကျွန်မတို့သုံးနေတဲ့ဒီ server နဲ့လက်တွဲပြီးတော့လုပ်မယ် account ဖွင့်ချင်တယ်ဆိုတဲ့ customer များရှိတယ် client တွေ trader တွေရှိတယ်ဆိုလို့ရှိရင်ကျွန်မတို့ချိတ်ဆက်ပြီးတော့ accountဖွင့်ပေးတဲ့ဝန်ဆောင်မှုကိုလည်းလုပ်ပေးရရှိပါတယ်ဆိုတော့လက်ရှိအနေနဲ့ကျွန်မဘာတွေလုပ်နေလဲလို့ညီကုန်းချုပ်ပေးရမယ်ဆိုလို့ရှိရင်ကျွန်မဒီ market ကိုစိတ်ဝင်စားပြီးတော့လေ့လာခြင်းနဲ့တင်နန်းတွေကိုတည်တည်ချာချာစနစ်တကျတင်ယူပြီးတော့ပေါ့နော်အယောင်းဝယ်အကြောင်းကိုလေ့လာခြင်းနဲ့သူတွေအတွက်တင်တန်းဖွင့်လှစ်ပေးနေရရှိတယ်ပြီးလို့ရှိရင်ကျွန်မတို့ဒီmarket ထဲမှာကိုယ်တိုင်ကိုကြလက်တွေ့ပေါ့နော်အယောင်းဝယ်လုပ်ခြင်းနဲ့ trading account ဖွင့်နေဆိုရင်လည်းကျွန်တော်တို့ဖွင့်ပေးပါတယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ signal service ပေါ့နော်ကျွန်တော်တို့ client တွေ trade တဲ့အခါမှာတကယ်အကူအညီတစ်ဖက်တစ်လမ်းနေအကူအညီဖြစ်ဖို့ရန်အတွက်ပေါ့နော်ကျွန်တော်တို့ signal service team အနေနဲ့လည်းကျွန်မအနေနဲ့ဝန်ဆောင်မှုပေးလျက်ရှိပါတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့တင်နန်းအကြောင်းစိတ်ဝင်စားတာပဲဖြစ်ဖြစ်ပေါ့နော် trading account ဘိုင်းစိတ်ဝင်စားတာပဲဖြစ်ဖြစ် signal service အပိုင်းကိုစိတ်ဝင်စားတာပဲဖြစ်ဖြစ်လိုအပ်တဲ့ဝန်ဆောင်မှုတွေရယူလို့ရဆိုလို့ရှိရင်ကျွန်မကိုဆက်သွယ်စုံစမ်းလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်